try ထုံးနာမနူကို6စီမီထုံးရဲ question လိုက် ဒီစီနာ try ထုံးပါရိုင်းကကြောင့်အဲ့ဒီကို6စီမီထုံးပြင်ခါ1 2 3 4 5 6 next ကိုဝါအငိုင်းနှုတ်ကို F sharp ရဲတယ်ကြောဒီစီနာ try ထုံးကို F sharp မူမိုင်ထိုင်ကရဲ okay တဲ့နေကိုဒုခါ6စီမီထုံးငါတဲ့ low စီတဲ့ high စီဖဲအဲ့ဒီကို1 octave ငါแต่ try ထုံးထားမစင်ရလည်းငိုက်ပြီကောแต่ F sharp ဒုခါအယံကိုနေကိုနာထီဝါယံ6စီမီထုံးငါ okay တန်းကြအဲ့ဒီနေကိုနာပဲထီကြံကတဲ့ဝါငါနာရိုင်းနေစီကိုနာပဲထီကြံ1 2 3 4 5 6ဒါယောနေကိုနာထီကြံမ1 2 3 4 5 6ဒါယောနေစီတဲ့နေစီနေ octave လည်းငိုက်မီရလည်းပြန်ထားရဲ့ try ထုံးကိုကအောင်ကိုရိုင်းငါငါဖဲအန်တိုနီမူရခူတဲ့တဲ့ဖက်မစင်လာက okay ရတဲ့ try ထုံးပဲယူကငါရငယ်လက်ပရန်ကို5စီမီထုံးရောငိုင်ဖက်မှာအန်တိုနီလွယ်တော့မစင်လာက okay C နာ try ထုံးကိုဖားရဲရင်က F sharp D နာ try ထုံးကိုဖားရဲရင်က G sharp လက်ပရန်ကို5စီမီထုံးရှင်ရဲ1 2 3 4 5 6 6စီမီထုံးကိုငါကို D နာ try ထုံးကို G sharp ရဲဆိုင် E နာ try ထုံးဖားရဲရင်က1 2 3 4 5 6 E နာ try ထုံးကို A sharp ရှင်ရဲ B flat လက်ပရန်ကိုလက်ခေါင်းမီမငါ5စီမီထုံးရောငါ F နာ try ထုံးကို1 2 3 4 5 6 F နာ try ထုံးကို K B လက်ပရန်ကို5စီမီထုံးရောငါ G နာ try ထုံးကိုဖားရဲငါ1 2 3 4 5 6 G နာ try ထုံးကို C sharp လက်ပရန်ကို5စီမီထုံးရောငါ A နာ try ထုံးကိုဖားရဲရင်1 2 3 4 5 6 A နာ try ထုံးကို D sharp ရှင်ရဲ E flat လက်ပရန်ကို5စီမီထုံးငါနဲ့ B နာ try ထုံးဖားရဲရင်ငါ B နာ try ထုံးကို F ရဲလက်ပရန်ကို5စီမီထုံးရောငါ okay ได้เพ่ quarter note ไอ้ note လာနာရှမနာ